ဒီငှက်ကတင်းကိုကိုက်ဖို့ကြိုးစားနေတယ်လို့တင်ထင်နေရင်တော့မှားသွားပါလိမ့်မယ်တကယ်တော့သူတို့ကတင်းစီကနေအပုတ်တက်ခံယူခြင်းတွေကြတာဖြစ်ပါတယ်တင်းကိုမြင်လိုက်တာနဲ့သူတို့ကတင်းစီကိုခုံလာပြီးအစာတောင်းပါလိမ့်မယ်သူတို့က15မိနစ်မှတစ်ချိန်လောက်တော့အစာစားပေးဖို့လိုအပ်ပါတယ်ဒါကိုတင်းအစာမကျွေးဘူးဆိုလို့ရှိရင်တော့သူတို့ကစိုးရင်စိတ်ကြောင့်ကခုံတာတွေဖြစ်လာနိုင်ပါတယ်တကယ်၍တင်းကဘလူးဘက်တီလေးကိုတော့ကျွေးလိုက်မယ်ဆိုရင်တော့သူတို့ကကျေးဇူးတင်စကားတော့ဆိုပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီတီကသူတို့ရဲ့အကြိုက်ဆုံးစားစာဖြစ်လို့ဖြစ်ပါတယ်သူတို့ကိုအပြင်းနေပါတွေခေါ်တွားလို့ရှိရင်လည်းတခြားကောင်တွေလို့ရွက်စီထုတ်ပြီးဟိုတီပြေးလွှာမနေပါဘူးဒီကောင်တွေကအေးဆေးဆေးနဲ့တီတီငိမ့်ငိမ့်နေတတ်တဲ့ကောင်တွေဖြစ်ပါတယ်သူတို့ရဲ့နာမည်ကတော့ထူကန်လို့ခေါ်တဲ့ကော့ရင်ငှက်တွေဖြစ်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့အောက်ချင်းငှက်တွေနဲ့တော့ပုံစံအတော်လေးဆင်တူပါတယ်ဒီကောင်တွေကလူတွေကိုခင်ရတတ်တူတန်ရုံးစင်နဲ့အတော်လေးကြီးကြပါတယ်သူတို့ကိုမွေးထားမယ်ဆိုရင်တော့တခင်ဖြစ်သူရဲ့နောက်ကိုတကောက်ကောက်နဲ့အမြဲလိုက်နေမှာဖြစ်ပါတယ်နောက်ဆုံးတင်းရေချိုးကန်းထဲကိုတွားပြီးတွက်လက်တွားမယ်ဆိုရင်တော့သူတို့ကနောက်ကနေအမြဲလိုက်နေမှာဖြစ်ပါတယ်ဒီချိန်မှာဆိုရင်တော့တင်းရဲ့ privacy ဆိုတဲ့အရာက 0% ဖြစ်သွားပါပြီဒီကောင်လေးတွေကသူတို့ကိုပုတ်တက်ပြီးအရန်ကြိုက်ကြပါတယ်ဒီလိုမျိုးပုတ်တက်ပေးချိန်မှာဆိုရင်တော့သူတို့ရဲ့မျက်လုံးကိုမှိတ်ပြီးအေးဆေးစွာနဲ့တချင်းကြီးပြီးစိန်ခံတတ်ပါတယ်သူတို့ရဲ့အမွေးမြင်တွေကတော်တော်လေးကိုနူးညံ့ပျော့ပြောင်းပါတယ်တခြားငှက်တွေနဲ့မတူတာကသူတို့ရဲ့အမွေးမြင်တွေမှာဖုံမုံဆိုတာကမရှိတဲ့လောက်နဲပါတယ်ဒါအပြင်ကြက်တူရွေးလိုမျိုးစိတ်တက်ကြရင်ကိုယ်အမွေးကိုပြန်နှုတ်တတ်တဲ့အလေးကျင့်လည်းမရှိပါဘူးသူတို့ရဲ့လေဘင်းနာကအမွေးတွေကိုဖယ်ကြည့်လိုက်မယ်ဆိုရင်တင်းအနေနဲ့ပါလွာတဲ့အရေပြားလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်သူတို့ရဲ့အရေပြားကပါလုံးတဲ့အတွက်ကြောင့်တင်းအနေနဲ့တွေးကြုံလေးတွေစီးဆင်းနေတာကိုတော့ကြည့်လို့ရမှာဖြစ်ပါတယ်